တရားရှိခိုးပြီးတဲ့အခါကြတော့ဗုဒ္ဓံတရဏံဂေသာမိဓမ္မံတရဏံဂေသာမိသံဃံတရဏံဂေသာမိအဲ့ဒီဇာပိုက်သုံးပိုက်ဆိုနေတဲ့အချိန်မှာအသံတတန်မှာဘုရားယရနာကိုကြည်ညိုတဲ့စိတ်တရားယရနာကိုသံဃာယရနာကိုသူ့အပိုင်းနဲ့သူကြည်ညိုတဲ့တရားပြီးတော့ဘုရားတရားသံဃာဒီယရနာသုံးပါးရဲ့ငါတို့ရဲ့အာထာကိုးကွယ်ရာဘဲလို့သိတဲ့ပညာဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသိုလ်စိတ်တွေဗုဒ္ဓံတရဏံဂေသာမိဆိုရင်မဲ့ရှစ်လုံးရှိတလုံးမှာမာကုသိုလ်စိတ်တွေ49ချိန်ဖြစ်အဲ့ဒီမာကုသိုလ်စိတ်စေတသိက်အစုကိုဗုဒ္ဓတရဏဂုံလို့ခေါ်တယ်ထိုအတူဓမ္မံတရဏံဂေသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မတရဏဂုံသံဃံတရဏံဂေသာမိရွတ်တဲ့အခါဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုသံဃတရဏကမနမြန်မာလိုသံဃတရဏဂုံသံဃာတော်အကုကွယ်ရာဟူ၍ရှိကသိမှတ်ကြောင်းဖြစ်လို့မာကုသိုလ်စိတ်စေတသိက်လို့အဓိပ္ပာယ်ရှိပါဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင်အဲ့ဒီစာတုံးပိုက်ရွတ်လိုက်ပြီးနဲ့တပြိုင်နက်အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓတရဏဂုံဆိုတဲ့ပန်းပေါ့ဓမ္မတရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ့သံဃတရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ့ပန်း30ဆင့်လေးရဲ့ပွင့်လေးရဲ့တင့်တယ်တဲ့တရဏဂုံပန်းကန်ကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်မိကြပြီထို့အခါသီလပေးတဲ့ကိုတော့မိဘကသာသမီပန်းတခိုင်ပန်းလာမြင်တော့လှတော့နောက်ထပ်လှကြည့်ခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလားသီလပေးတဲ့ကိုတော့ဒုတိယံဘိဗုဒ္ဓံတရဏံဂေသာမိဒုတိယံဘိဓမ္မံတရဏံဂေသာမိဒုတိယံဘိသံဃံတရဏံဂေသာမိဒုတိယမြောက်တရဏဂုံပန်းကန်ကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန်တရားတော်မတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံပန်းကန်ကြီးကိုယူကြယူပြီးတော့မိမိတို့ကောင်းပေါ်ပန်ထားလိုက်တယ်ဆိုပါဒုတိယပြည့်ဆိုလိုက်တဲ့အခါတရဏဂုံပန်းကန်နှစ်ခိုင်မိမိတို့ကောင်းပေါ်မှာမြိုင်ကြီးပန်မိထိုအခါမိဘလုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့သုံးခိုင်ကပူလာအလေကောင်ကတခိုင်လက်ဝဲကတခိုင်လက်ရာကတခိုင်ပူလာမင်းကသံဃာသမီးတတိယပန်းကန်မှန်အောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတိယံဘိဗုဒ္ဓံတရဏံဂေသာမိတတိယံဘိဓမ္မံတရဏံဂေသာမိတတိယံဘိသံဃံတရဏံဂေသာမိဆိုပြီးတော့တရဏဂုံပန်းကန်ကြီးပေးပြန်ဒကာဒကမကြီးလည်းနှစ်သက်အာယဝမ်ပန်တတာဆို၍ယူကြဒီအချိန်မှာမိမိတို့ကောင်းပေါ်မှာတရဏဂုံပန်းကန်ကြီးသုံးကန်ပန်မိနေပြီတဲ့ဒီအချိန်သီလပေးတဲ့ကိုယ်တော်ကဘာလုပ်လဲတရဏဂမနံပရိပုံဏံပါဠိစကားပြောလိုက်တရားဓမ္မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြတို့ဆိုရတာလေနားရမိဘနှစ်ပါးကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးပါလားလို့မေးတယ်ပြီးတာပြီးတဲ့ကိုယ်တော်ကတရဏဂမနံပရိပုံဏံသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့တရဏဂမနံကရဏဂုံသုံးကံဥဆိုင်ပန်းလန်းစွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံဏံကြည်ဆုံးကြဗလားတရဏဂုံပန်းနေပန်းလို့ပြည့်စုံမလားကျေနပ်ဗလားအားရဗလားမေးလိုက်ထိုအခါတော်ကအာမဗန္တိပြည့်စုံပါပြီဖေ။ကျေနပ်ပါပြီဖေ။အားရပါပြီဖေလို့ဒီလိုပြန်ပြောလိုက်တာထိုအခါကျမှသီလပေးတဲ့ကိုယ်တော်ကအဝတ်ကောင်းဆလာတထဲဝတ်ကောင်းတထဲပြီးတထဲတဏိနတ်လာကောင်းတမျိုးပြီးတမျိုးလှမ်းပေးတယ်လို့နော်သီလပေးတဲ့ကိုယ်တော်ကဘာနာတိပါဒဝိရမဏိသေကာပရံသမာဓိယာမိဆိုပြီးတော့ဘာနာတိပါဒဝိရတိပိဒတိဟူသောအဝတ်တထဲပေးလိုက်ပြန်နန္တာကောင်းတမျိုးပေးလိုက်ပြန်တရားဓမ္မဒီကလည်းပဲဝမ်ပန်တတာလိုက်ဆို၍ထိုပါဏာတိပါဒဝိရတိပိဒတိဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှဆင်းလိုက်နန္တာကောင်းကိုမိမိကိုယ်မှလိမ့်သချဲလေလိုက်နောက်ဒီကသီလပေးတဲ့ကိုယ်တော်ကအဒိဏဒါနဝိရမိသေကာပရံသမာဓိယာမိဒုတိယမြောက်အဒိဏဒါနဝိရတိပိဒတိဟူသောအဝတ်ကောင်းဆရာ
နန္တာကောင်းတစ်မျိုးပေးလိုက်ကြဆိုပေးလိုက်ဒီကရုမတွေကဝမ်းမြောက်ဝမ်းသာဆိုရယူကြမိမိတို့ကိုယ်မှရှင်းပြီးဝတ်ပြီးကြတက္ကတတိယံပြီးလုံးရင်မြောက်ကြတော့ကာမေတုမိတ်္တာသာရဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္တာကောင်းလေးချိန်မြောက်ကြတော့မုဒ္ဒဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုဒ္ဒဝါဒဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္တာကောင်းငါးချိန်မြောက်ကြတော့သူရာပါဏဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္တာကောင်းကိုကင်ဝတ်တော့လိမ့်တော်လို့ဆိုပြီးအလားရှိကတိုင်းတိုင်းဆိုးဆိုပေးဒကာတော်မကြီးလည်းပဲဝမ်းပန်းတတာလိုက်၍ဆိုးဆိုယူကြအဲ့ဒါဒီခုပမာအလင်ငါပြောလို့ရှိရဝတ်ကောင်းစလားငါးမျိုးနေရကြဝတ်ပြီးတဏိနန္တာကောင်းနန္တာကောင်းနန္တာပြောင်းငါးမျိုးကိုနေရကြအလှဆုံးလိမ့်ပြီးဥပမာအလင်ငါနဲ့ပြောတယ်အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်စားစားဝတ်ပြီးနန္တာကောင်းကောင်းလင့်ပြီးပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝန်းမြောက်တော့ဗာပြောမလဲမိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းကြီးဒီအဝတ်ဒီနန္တာတွေနဲ့ငါသားတို့ငါသမီးတို့နဲ့သိလိုက်ဒါတွေဆင်မြလိုက်တဲ့အတွက်သိတဲ့နေသွားဒီတော့သားတို့သမီးတို့အဲ့ဒီပန်းနေလို့မသွားအောင်အဲ့ဒီအဝတ်တွေညစ်မသွားအောင်အဲ့ဒီနန္တာတွေပြေမသွားအောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကဒီသရဏိနတာပေစင်ကဒီရံသာစုကံကတ္တဝအဗမာဒီနတံပါတိသာပြောလိုက်ဟာဒရာဓမ္မကြီးကအာမဗန္တိဆိုလိုက်ဘာလို့တော့အတိပဲသိကြတယ်မသိတယ်တော့မသိဘူးနော်သူကတော့အပိအယူကတော့ပါဠိကတော့ဖြောင်းဒီလာပေးတဲ့ကိုတော်ကသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့သုံးမေတင်တို့သည်တိတရဏိနတရဏဂုံတုံကံဥဆိုင်ပန်းနေတာတကွပင်စင်ကသီလ၅ပါးသီလကြီးဟုသောဝတ်ကောင်းစလ၅မျိုးနတ်သာကောင်းနတ်သာပြောင်း၅မျိုးအခုဆင်ပြီးဝတ်ပြီးပန်ပြီးတဲ့တရဏဂုံပန်းတွေသီလကြီးဟုသောအဝတ်ကောင်းစလတွေနတ်သာကောင်းတွေကိုသာဓုကံကတ္တဝသတိမြဲမြဲမြန်ထားပြီးတော့အဗမာဒီနာမမိမလျောတဲ့တတိဖြင့်တံပါတိထတရဏဂုံပန်းတွေနွတ်မသွားအောင်ငါးပါးသီလဆိုတဲ့အဝတ်ကောင်းစလငါးမျိုးနတ်သာကောင်းနတ်သာပြုံးငါးမျိုးညစ်မသွားအောင်ပြေမသွားအောင်ကြီးစွာသောတတိထောင်းလျက်တံပါတိထမကျိုးမပေါက်မကြမပြောက်ရအောင်ထိမ့်စောင့်ရှောက်ပြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတယ်